ကနေတွားရတာပေါ့နော်လိပ်စာလေးလည်းနောက်ဆုံးမှာထည့်ပေးထားပါမယ်သူကတော့Asian food များတယ်တခြားဒီ Western food လည်းရှိတယ်ပြီးရင်အစုံပေါ့နော်အများကြီးပဲစားစရာတွေကတော့buffet ပုံစံစားရမှာဖြစ်ပါတယ်seafood တွေလည်းစုံတယ်ပေါ့နော်ဒါကတော့ဒီ cafe ရဲ့အတွင်းပိုင်းပေါ့စပြီးတော့ဒီ crab ပေါ့နော်ဒါဆိုလဲတော်တော်လေးကိုစားလို့ကောင်းတယ် chili crab အဲ့ဒါကကြတော့ပစုံပေါ့နော်အဲ့ပစုံလဲစားလို့ကောင်းတယ်ဒါကတော့9ကျော်မလေးပုံစံဒီမလေးရှား style ပေါ့နော်ဒီကတော့ကြက်သားဟင်းပြီးသွားလို့ရှိရင်ဒါကတော့အရွက်ကြော်ပေါ့ပြီးသွားရင်ဒါကတော့ beef ပေါ့နော်အမဲသားအဲ့ဒါလေးကခောက်ဆွဲကြော်ပြီးတော့ထမင်းကြော်ပေါ့နော်အဲ့ခောက်ဆွဲကြော်နဲ့ထမင်းကြော်လဲစားလို့ကောင်းတယ်ဒါကတော့ soup ပေါ့နော်သူကတော့ဒီဝက်မီဆွပြုတ်ပေါ့အဲ့ဒါတော့မကြိုက်လို့မစားခဲ့ဘူးဒါကကော်ပြန်ဒါကတော့ဒန်ပေါက်ကောင်းတယ်ပေါ့နော်ဒါကြက်သားစိတ်သားဒန်ပေါက်နဲ့တွဲစားတဲ့ဥစ္စာတွေပေါ့နော်ကြက်သားဟင်းရဲ့စိတ်သားဟင်းနှစ်မျိုးသူတို့ပေးထားတယ်ပြီးတော့ဒါကတော့အဲ့လိုမျိုးဟင်းသီးဟင်းရွက်ကြော်လေးစားလို့ကောင်းပါတယ်အဲ့ဒါလေးလဲဒါကတော့ seafood အစုံပေါ့နော်အဲ့လိုမျိုးပြီးတော့လို့ရှိရင်ဒီဘက်မှာဆိုရင်သူကငါးရှိတယ်အသားရှိတယ်ဒါဆိုရင်အသားပေါ့နော်အသားတွေဟင်းသီးဟင်းရွက်အဲ့ဒီငါးစားလို့ကောင်းတယ်အဲ့ဒီငါးကင်ပေါ့နော်ဆယ်မွန်ပေါ့ပြီးသွားရင်ဒီကတော့စာတေးကောင်တာပေါ့စာတေးကတော့ကြက်နဲ့စိတ်ပေါ့နော် chicken နဲ့ mutton နဲ့အဲ့နှစ်မျိုးတော့သူတို့ထားပြီးတယ် beef တော့မရှိဘူးဒါလေးကလက်စာပေါ့အဲ့မှာသူကချက်ချင်းလုပ်ပေးတဲ့ပုံစံလေးသူ့လက်စာလည်းတော်တော်စားလို့ကောင်းတယ်ဒီဘက်မှာဆိုရင်တော့အစုံပေါ့နော် cheese လေးတွေရှိတယ်ပြီးသွားရင်အဲ့မှာ salad တွေတွေ့ခဲ့တယ် salad လေးတွေလည်းကိုယ့်ဘာကိုလှုပ်စားလို့ရတယ်ပေါ့နော်ဒီဘက်မှာဆိုရင်တော့အဲ့လိုအတုပ်ကလေးတွေပေါ့နော်ဒီမော်ဒီတုပ်ကလေးတွေအဲ့လိုမျိုးဒါကတော့ roja ပေါ့နော်ကိုယ့်ဘာကို roja အဲ့ဒီ roja sauce လည်းကောင်းတယ်ဒါကတော့ sashimi salmon ဒါက sushi တွေပေါ့ပြီးရင်ဒီဘက်မှာကတော့ seafood ပေါ့နော်ပစုံရှိရယ်ကမာရှိရယ်ပြီး